ကိုပြောလေ ဒီစားဝိုင်လား မစားသေးဘူး ဟာမိုးကလည်းစားတော့လေဟာစားရင်ဖြစ်နေတယ် ဆက်မပြေးစားလိုက်မယ်နော် ဟိုလေအဲ့ဒါတော့ရှိလား လုံးရှိမှလည်းကိုရဲ့ပါမဟုတ်ပက်တာကြာပြီလေ ဟောအိမ်မအဲ့ဆိုရင်ထမင်းစားလိုက်အောင်နော် ဆောင်းဟုတ် အေးတကယ်ကြည့်ပြော အိမ်မို့နေမမလဲ ဟောငါအခုမင်းနဲ့တော့တွေ့မလို့ နေအဲ့လိုငမွဲကောင်မပြတ်နိုင်သေးဘူးလား ငါတဲ့ဖြစ်တည်မှုအကုန်လုံးချစ်တာလေ အေးပါဒါဆိုဒါပဲနော် 哦，呀，မင်းနဲ့မိုးနဲ့အခြေအနေကဘယ်လိုလဲ စင်ပြေပါဦးကွာငါစိတ်ပြက်တယ်ငါတို့အရင်စိတ်ပြက်နေတယ် ဟာရအောင်ဘယ်လိုဖြစ်လို့လဲ तू မင်းပေါ်တော့ကောင်းတဲ့ကိစ္စကိုကွာမင်းလိုချင်တာတွေကိုလည်း तू ဖြည့်ဆည်းပေးနေတာပဲလေမင်းအဲ့လောက်ဘာဖြစ်တာလဲ ငါလိုတော့ဖြည့်ဆည်းပေးရင်မယ်ငါတို့တစ်ခါတွေ့ရဖို့လာချီပြီးစောင့်နေရတာအဲ့ငါရင်စိတ်ပြက်တယ်ငါမပတ်သက်ချင်တော့ဘူးကွာ အဲ့လားတော့မင်းသဘောပါပဲဒါပေမဲ့ငါမင်းသိအောင်တခုတော့ပြောလိုက်မယ်နော်မိုးဆိုတဲ့ main ကလေးက तू ချစ်တဲ့ကောင်အောင်ထားခဲ့ပြီးတော့မင်းလိုကောင်မျိုးရွေးပြီးချစ်တယ်ဆိုတဲ့ဟိုက तू မင်းကိုဘယ်လောက်ချစ်လဲဆိုတာတော့မင်းသိမယ်လို့ငါထင်တယ် မသိဘူးကွာငါရင်စိတ်ပြက်တယ်ငါဘာမှမပြောဘူးငါမရှိမှဘာမှမသိဘူး ကြားလိုက်တာဝါမင်းဘာလို့ မင်းထက်နဲ့တွေ့နေလို့ မင်းကသူနဲ့ဘာလို့ဖို့တွေ့လဲ ငါ तू နဲ့ဘာလို့တွေ့ရလဲဆိုတော့မင်းဒီယာလေးနားထောင်ရင်မသိလိမ့်မယ် တော်ပြီကွာရအဲ့လောက်ကြီးကြတော့အဲ့ကောင်တရားလို့နေငါသိချစ်တဲ့မိုးကငါ့ကိုထားခဲ့ပြီးအဲ့ကောင်နားမှာကတ်နေတဲ့ကိစ္စကြီးကွာအဲ့ကောင်အဲ့လိုပြောတာရမမိုက်ပါဒါကိုမိုးသိအောင်ငါပြောမယ်ကွာ ဘာမင်းချက်ကငါ့ကိုအဲ့လိုပြောတယ်ဟုတ်လားရှင်ဘာစကားပြောရလဲ ငါဘာလို့နေ ရှင် brain နဲ့ပြောတဲ့ record တွေကျမမှာအကုန်လုံးရှိရယ် လဲကွာအေးလေမင်းသိပြီဆိုတော့လေအဲ့ဒီအတိုင်းပဲပေါ့ ရှင်စိတ်ပြည့်ရအောင်ကျမဘာတွေများလုပ်နေလို့လဲ မင်းအိမ်ပိုင်လို့လား ဟောအဲ့ဒါအပြစ်ပေါ့ အဲ့ငါမသိဘူးမင်းကိုစိတ်ပြက်တာပဲသိတယ် ရှင် 但有时你对被我撑那的，得卡着下的那路的，我个也难哎，他给也你给宝贝，其实都是累我努手来没，那真的被美，连高手能够遇到没转，被陪被美。